အေးရှိလေလက်ဖေတော့ကိုပတ်ဆောင်ရှိရင်တော့မင်းကိုအခုငါပေးတယ် Honey and Paris မှာဘာရရလဲ ဟောလက်ဖေရဲ့တစ်ခွက်လောက် ဒီလေလက်ဖိတ်တစ်ခွက်လောက်ဝမ်း ဟုတ်ကဲ့ပါခင်ဗျ thank you နော်ဒီ ဟယ်လိုအေးတိုင်ငါမှလက်ဖေရဲ့တော့ကတော့ပတ်စံမရှိဘူး တကယ်ပတ်စံမရှိရလားကွာပတ်စံနည်းနည်းပဲချိလေကွာငါလိုပဲလိုပါကွာ ညစာထမင်းစားဖို့တော့ပတ်စံမရှိဘူးပတ်စံတော့တပြားအောင်မှမရှိတာ ဆရာကိုဝမ်းရဧည့်သည်ကအပြည့်ချပေးရအောင်လားမချပေးရအောင်လား ဟောဒီချပေးလိုက်ပါကွာ ဟုတ်ကဲ့ ဟုတ်တယ်လက်ဖေရဲ့တော့ကတော့ငါမှပတ်စံမရှိဘူးအေးပြောင်းမဒီမှာထားလိုက်လက်ဖေရဲ့တော့ကတော့ရှိတယ်ငါမင်းကိုအခုပေးမယ်ဟုတ်တယ်တပြားအောင်မှမရှိတာအေးလို့ညစာစားဖို့တော့မရှိဘူးဟုတ်တယ်အေးမင်းကဒီမှာထားလိုက်လက်ဖေကိုဟုတ်တယ်လို့ဟုတ်တယ်တကယ်ပြောတာငါမှပတ်စံချိစရာတပြားမှဟုတ်မရှိတာမြုံငါ့ကိုလာကြည့်လိုက်ဟဲ့မင်းမရှိတယ်လက်ဖေတော့ကိုပတ်စံရှိရင်တော့မင်းကိုအခုငါပေးတယ်ရော့ကွာရော့โอเคပါတော့အေးဟုတ်တယ် Honey and Paris မှာဘာရရလဲ ဒါလေးရပါတယ်ကင်းခေါင်ရည်လေးလည်းရပါတယ်တပူမှာဘတ်300လဲနော်လိပ်စာလေးကတော့ Honey and Parish ရဲ့လိပ်စာကတော့မုစစ်ခွန်နဲ့မြင်ဆောင်ရခမ်ခဲပန်ကပေမှာရှိပါတယ်ရှင်။online ကနေလည်း order မှာလို့ရတယ်။တိုင်းရင်လည်းလာတောင်းဆောင်လို့ရပါတယ်ရှင်။ Welcome